TikTok ပေါ်မှာ10ရက်ကျော်တွင် follower 1000ကျော်ရနိုင်တယ်ဆိုရင်မိတ်ဆွေတို့မယုံဘူးမလားကျွန်တော်ကိုယ်တိုင်လည်း10ရက်ကျော်တွင်မှာပဲတန်းကြီးကျော်တဲ့ follower ကိုရခဲ့ပါတယ်ဒီနေ့မှာတော့ follower တန်းကြီးဘယ်လိုရှာမလဲဆိုတာနဲ့ TikTok ရဲ့ algorithm အကြောင်းကို step by step အသေးစိတ်ဒီဗီဒီယိုမှာပြပြပေးမှာပဲဖြစ်ပါတယ်ပထမဦးဆုံးကတော့ content strategy အပိုင်းမှာမိတ်ဆွေက niche တစ်ခုကိုရွေးပေးရပါမယ်ကိုနဲ့ဘယ်အကြောင်းအရာကကိုက်ညီမှုရှိလဲfood blogger လောက်မှာလား reviewer လောက်မှာလားဒါမှမဟုတ် motivational speaker လောက်မှာလားကိုနဲ့ကိုက်ညီမဲ့အကြောင်းအရာတစ်ခုကိုရွေးပေးရပါမယ်တရက်ကိုဗီဒီယို3ပုတ်လောက်တော့တင်နိုင်အောင်ကြိုးစားပါမနက်တစ်ကြိမ်နေ့လယ်တစ်ကြိမ်ညနေတစ်ကြိမ်ဒါမှမဟုတ်ကိုကအရေးအသွေးကိုပဲဦးစားပေးမယ်အရေးအတွက်နည်းမယ်ဆိုရင်တော့တရက်ကိုတစ်ကြိမ်ပဲတင်ပေးလို့ရပါတယ်ဒါပေမဲ့ကိုရဲ့ဗီဒီယိုအရေးအသွေးကိုတော့ကောင်းကောင်းလေးဖြစ်အောင်လုပ်ဖို့လိုအပ်ပါတယ်ကိုတင်မဲ့ဗီဒီယိုရဲ့အရှေ့ပိုင်း3စက္ကန့်ကကိုရဲ့ဗီဒီယိုကိုအဆုံးထိကြည့်သွားနိုင်အောင်ဆွဲထားနိုင်ဖို့လိုပါတယ်ဥပမာကျွန်တော်ဗီဒီယိုစမှာပြောခဲ့သလိုမျိုး10ရက်အတွင်း follower တိုင်းကြီးကျော်ရအောင်ဘယ်လိုလုပ်အောင်လဲဆိုတာကိုပြောခဲ့သလိုပဲကိုရဲ့ဗီဒီယိုကိုအစားကနေအဆုံးထိကြည့်သွားနိုင်ဖို့ပထမ3စက္ကန့်ကအရေးကြီးပါတယ်ဒီအချက်ကိုကောင်းကောင်းလေးသုံးတတ်မယ်ဆိုရင်တော့ကိုယ့်ရဲ့ဗီဒီယိုတစ်ပုဒ်က viral ဖြစ်မှာတော့အသေးကြပါပဲ TikTok hashtag တွေကိုထည့်ချင်တိုင်းထည့်သုံးလို့မရတော့ပါဘူး #FYB #for you ဒါတွေထည့်သုံးလိုက်လို့တကယ်ရောအလုပ်ဖြစ်ရဲ့လားအပျော်တော် TikTok ဆော့နေတဲ့လူတွေအတွက်တော့ဒါတွေကအရေးမကြီးပါဘူးကိုက blogger တယောက်ဖြစ်ချင်တယ်မှန်ကန်တဲ့ audience တွေနဲ့တွေ့ချင်တယ်ဆိုရင်တော့ကိုယ့်ရဲ့ဗီဒီယိုနဲ့တက်ဆိုင်တဲ့ကိုက်ညီမဲ့ hashtag တွေကိုထည့်ပြီးတော့သုံးသင့်ပါတယ် TikTok ရဲ့ algorithm လုံးလုံးပုံကမိတ်ဆွေဗီဒီယိုတစ်ပုဒ်တင်လိုက်ရင်လူအယောက်10ယောက်လောက်ကို FYB ပေါ်မှာစပြီးတော့ပြပေးတယ်အဲ့ဒီလူ10ယောက်လောက်ကမိတ်ဆွေရဲ့ဗီဒီယိုကို like ပေးတော့လား comment ပေးတော့လားဒါမှမဟုတ် share ပေးတော့လား engagement ဘယ်လောက်တက်တော့လဲပေါ်မူတည်ပြီးတော့နောက်ထပ်လူအယောက်100လောက်ကိုထပ်ပြတယ်ဒီလိုပုံစံနဲ့ TikTok ရဲ့ algorithm ကမိတ်ဆွေရဲ့ဗီဒီယိုကို view ပေးတာပါဒါကြောင့်ကိုယ့်ရဲ့ဗီဒီယိုတစ်ပုဒ် viral ဖြစ်ဖို့အတွက်ဆိုရင်တော့အရှေ့ပိုင်း3စက္ကန့်လောက်ကကိုယ့်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်သွားနိုင်အောင်ဆွဲထားနိုင်ဖို့လိုပါတယ်ကိုယ့်ရဲ့ဗီဒီယိုနဲ့ like ဖတ်တဲ့အချိန်ကိုလည်းရွေးတတ်ဖို့လိုပါတယ်ဥပမာမိတ်ဆွေကဇာတ်ကားတစ်ပုဒ်ကို TikTok ပေါ်မှာတင်ချင်တယ် view တွေ like တွေရချင်တယ်တနင်္လာနေ့မနက်9:00 နာရီမှာတင်လိုက်တယ်အဲ့ဇာတ်ကားကိုဘယ်လိုကြည့်မှာအချိန်ကိုအရေးမကြီးဘူးလို့ထင်ကြတယ်သူတို့ပြောတာလည်းမှန်ပါတယ်ကိုယ့်ရဲ့ဗီဒီယိုက quality အရန်ကောင်းနေတယ်ဆိုရင်တော့အချိန်မီပေါက်သွားနိုင်ပါတယ်ကိုယ့်ရဲ့ဗီဒီယိုနဲ့ like ဖတ်တဲ့အချိန်ကိုလည်းရွေးတတ်ဖို့လိုပါသေးတယ်ဒီချက်တွေကိုဒါသေချာ view စိုက်ပြီးကိုယ့်ရဲ့ဗီဒီယိုတွေဖန်တီးမယ်ဆိုရင်ဗီဒီယို3ပုတ်ထဲနဲ့လည်း follower တန်းကြီးရနိုင်တယ်လို့တစ်ပုတ်ထဲနဲ့လည်း follower တန်းကြီးရသွားနိုင်ပါတယ်မိတ်ဆွေရဲ့ဘဝတစ်ခုလုံးပြောင်းလဲသွားဖို့ကဗီဒီယိုတစ်ပုတ်ထဲနဲ့တင်လုံလောက်ပါတယ်ဒီလောက်ဆိုရင်တော့10ရက်အတွင်း follower တန်းကြီးရအောင်ဘယ်လိုလုပ်အောင်လဲဆိုတာကိုသိစိတ်နားလည်လောက်ပြီလို့ထင်ပါတယ်ပြီးချင်တာရှိရင်လည်း TikTok မှာပဲဖြစ်ဖြစ် YouTube မှာပဲဖြစ်ဖြစ်မေးခဲ့လို့ရပါတယ်ကျွန်တော်အောင်ရင်တော့မှာနောက်ဗီဒီယိုမှာတွေ့ကြပါမယ်